ဒီနေ့မဆန်ရဲ့ဟင်းသွဲဆက်ကတော့ယူတရားဘူးကြုံမယ်ပဲနီလေးဟင်းချူချက်မယ်ငါးကချင်ချက်ချက်မယ်ပေါ့ငါးကချင်ချက်ချက်ဘူးကိုဖက်ဖယ်ပင်စိန်ကလားနဲ့ကင်မွန်းချင်ရေကိုမချက်ခင်စားရင်ကျူစိန်ထားပါတယ်အရွက်တီကိုပထမဆုံးအနေနဲ့ပဲနီလေးဟင်းကိုစားချက်ပါမယ်စီမတက်ပဲချက်ရင်လည်းရတယ်ဒါပေမဲ့စီတက်ပြီးချက်တာပို့ပြီးမှတောက်လို့ကောင်းတော့ပေါ့နော်အားကြောင့်မလို့စက်သွန်ဖြူစက်သွန်နီလေးနဲ့ပဲနီလေးကိုအရင်စီတက်မယ်ပေါ့အမှဆိုရင်စနွင်းလေးလည်းထည့်လို့ရတယ်အဲဆိုတော့စီတက်စီလေးတွေကိုစနွင်းလေးထည့်ပြီးမှပဲနီလေးကိုထည့်ပြီးမှအရင်စီလေးနဲ့လေးနဲ့စီတက်လိုက်တယ်ပေါ့နော်စနွင်းလေးလည်းပါတဲ့ခါကျတော့အယောင်လေးလည်းလာတယ်စီတက်ပြီးရင်ရေလေးထည့်ပေးလိုက်တယ်ပဲနီလေးပွားပြီးမှခြေသွားရင်ကတော့ရသွားပြီဆိုတော့လွယ်တယ်တောက်လို့လည်းကောင်းတယ်ငါးကချင်ချက်ဖို့ပင်စိမ်းဖက်ဖက်ကလားနန်ကင်မွန်းချင်လေးတွေပါအဲ့ဒါလေးတွေကိုဓာတ်နဲ့ပဲပေါ့နော်တောက်ဆင်းပေးလိုက်တယ်ပေါ့အမှန်တော့ထောင်းရင်လည်းရတယ်ဒါပေမဲ့ထောင်းရင်ကကျတော့ဖက်ဖယ်လေးတွေကမဲသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီတိုင်းတောက်ပဲဆင်းလိုက်ပါတယ်ကင်မွန်းချင်အစားမက်လင်ဘတ်သုံးလည်းရတယ်အခုကကင်မွန်းချင်လေးတအားပိုးနေလို့လေကင်မွန်းချင်လေးနဲ့တခါတည်းရောပြီးမှတောက်ဆင်းထားလိုက်ပါတယ်အဲ့တော့အနစ်လေးလည်းပို့ပြီးမှများလာတာပေါ့နော်အလောက်ထိညက်သွားအောင်တောက်ဆင်းထားပေးလိုက်တယ်ပေါ့ငမြင်းလေးရခဲ့တော့ပို့အဆင်ပြေသွားတယ်သူကအယိုးတွေလည်းမပါတဲ့ခါကျတော့လေငါးကချင်ချက်ဖို့ကွက်တီဖြစ်သွားတာပေါ့နော်အစာပလာနေဖို့စနွင်းလေးထည့်တယ်ပြီးစက်သွန်ဖြူနဲ့ငရုတ်တီထောင်းထားတာလေးထည့်တယ်ငရုတ်တီက2000လောက်ပဲအနံ့လေးမွေးရုံပဲလေလူကြီးတွေစားမှာဆိုတော့အစကအများကြီးထည့်လို့မရဘူးအဲ့ဒါပြီးရင်တော့တောက်ဆင်ထားတဲ့အရွက်လေးတွေထည့်ပြီးမှတမအောင်နေပြီးလိုက်မယ်နေပြီးရင်နှက်ထားပေးလိုက်မယ်ပေါ့ကချင် traditional food တရားလေးစီလဲတအားမထည့်ရတော့လေကျမိုင်နဲ့လည်းညီညွတ်တယ်မဆန်ဆိုနေ့တိုင်းစားဆိုလဲစားနိုင်တယ်အရသာလည်းရှိပြီလေ healthy လည်းဖြစ်တယ်ဆိုတော့လေဒီဘက်ကပဲနီလေးဟင်းကကြည်သွားပြီပေါ့နော်ကြည်သွားပြီဆိုတော့အရသာအတွက်စားလေးကိုထည့်လိုက်ရင်ဟင်းရင်လေးရသွားပါပြီစီလေးပါတယ်ဆိုရင်လေးနဲ့စီတက်လိုက်တယ်ပေါ့နော်အစိမ်းအနံလေးပျောက်အောင်ပါအချင်းလူမျိုးတွေချင်တော့အသားနေတဲ့ခါမှာငရုတ်တီအနီ6ကိုထောင်းပြီးမှထည့်တယ်အဲ့ဒါဆိုရင်ကတော့အယောင်လေးလဲလှတယ်အရသာလေးလဲပူပြီးမှထိမိရှိတယ်ပေါ့မဆန်ကတော့ဆက်သွားမှဆိုလို့အဲ့ဒါလေးရှောင်ထားပါတယ်စီတက်ပြီးရင်တော့ရေလေးကိုစလိုမှကျန်နေတဲ့အရွက်ကလေးတွေကိုချင်းပြီးမှထည့်ပေးပါတယ်ငါးကချင်ချက်လေးကပုတ်ဖွက်ဆူနေပြီဆိုတော့အရေးလေးခဏနဲ့ချက်ပါပြီပင်စိမ်းဖက်အနံ့လေးမွေးနေတဲ့စားချင်စရာငါးကချင်ချက်လေးပါနောက်ဆုံးအလေးကြတဲ့ယူဒီယာဘူးလေးကြော်ပါမယ်စက်သွန်နီကိုစီတက်မယ်စီတက်တဲ့ခါမှာချင်းလေးကိုထည့်တယ်မုံညင်ရလေးချင်းနဲ့တအားလိုက်တဲ့ခါကျတော့လေအနံ့လေးတအားမွေးရချင်းထည့်ငါကြတော့လေအကြောင်းချင်းလေးထည့်ပြီးမှစီတက်ပေးပါတယ်စီတက်ပြီးရင်တော့ယူဒီယာဘူးလေးတွေထည့်ကြော်လို့ရပါပြီယူဒီယာဘူးလေးတွေသူကလေတင်သုံးကတော့ညားတယ်လို့နဲ့လေခဏနေဣသွားရင်ကတော့လေဘာမှတိတ်မကြံတော့ဘူးသူကလေအားကြောင့်မလို့လေများလေးတော့လုတ်ပြီးတယ်အဲ့ဒါမှဣမာနဲ့ဆိုတော့အတော်ပဲဖြစ်မှာပေါ့အရွက်လေးနူဝအောင်ရေလေးနည်းနည်းထည့်ပါမယ်အရသာတော့ကတော့စားလေးပဲထည့်ပါတယ်အဖုံးလေးခဏအုပ်ထားပေးပါမယ်ကြော်တော့ကတော့အများကြီးလို့နဲ့နောက်ဆုံးတော့နည်းနည်းလေးပဲချက်မှာတော့တယ်
မဆန်ရဲ့ဟင်းချက်ဗီဒီယိုလေးတွေကို Clean the Plate with Masan ဆိုတဲ့ YouTube channel မှာ subscribe လုပ်ပြီးကြည့်ရှုပေးကြပါဦးနော်။